Hey guys, what's up? ဒီကနေ့မှာတော့အင်္ဂလိပ်ဘာသာစကားကိုအခြေခံအစပြီးဘယ်လိုလေ့လာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ်။အင်္ဂလိပ်ဘာသာစကားကိုအခြေခံအစပြီးလေ့လာမယ်ဆိုလို့ရှိရင်အခြေခံအချက်၃ချက်လိုအပ်တယ်။နံပါတ်၁အချက်ကတော့ကိုယ့်ရဲ့ English level ကိုသိရမယ်။ကိုယ့်ရဲ့ English level ကို free ဘယ်မှာစစ်လို့ရလဲဆိုလို့ရှိရင် level test ကိုဒီ apps လေးမှာတွားပြီးတော့စစ်ပါ British Council Score ဆိုတဲ့ app လေးမှာတွားပြီးစစ်လို့ရတယ်။ဒီမှာတစ်ခုသတိထားစရာရှိတာကကိုယ်လုံးဝတနားရီခွဲလောက်အချိန်ပေးနိုင်မှာပဲဒီ apps လေးကိုသွားပြီးတော့စစ်တက်ပါတယ်။ကြားထဲမှာခဏလေးနားလာတော့ခဏလေးရက်တာတော့လုံးဝမရပါဘူး။ Number 2နောက်ထပ်လိုအပ်ချက်တစ်ခုလေးအနေနဲ့ကတော့ကိုကဘယ်နယ်ပယ်အတွက်ဒီအင်္ဂလိပ်စကားကိုလေ့လာမှာလဲ။ကိုကစားတော့ဆိုင်အတွက်လား hotel အတွက်လားဒါမှမဟုတ်လဲ daily use အတွက်လား။ဟုတ်ပြီကိုအသုံးပြုမဲ့နယ်ပယ်နဲ့ပတ်သက်တဲ့ meaning တွေကိုပို့ပြီးတော့ကျွန်တော်တို့ကလေ့လာရမယ်အလေးထားပြီးလေ့လာမှာဖြစ်ပါတယ်။ကိုကအင်္ဂလိပ်စကားကိုလေ့လာတယ်ဆိုပြီးတော့ကြတော့ဒီတွေ့တဲ့မြ meaning တွေအကုန်ချက်တာမျိုးဒါတွေကကျွန်တော်ကိုယ်တိုင်လည်းမှားခဲ့တဲ့အမှားတွေပေါ့နော် English learner အများစုလည်းမှားခဲ့တဲ့အမှားတွေပေါ့တွေ့တဲ့မြ English meaning တွေအကုန်ချက်တယ်ပြီးကြတော့မေ့တယ်တုံးလည်းမတုံးပြစ်ဘူးဘာလို့မတုံးပြစ်တာလဲဆိုတော့ကိုယ်တကယ်စိတ်ဝင်စားတဲ့နယ်ပယ်လည်းမဟုတ်တယ်လို့ကိုယ်တကယ်အသုံးပြုမဲ့နယ်ပယ်လည်းမဟုတ်ဘူးအဲ့ဒီ meaning တွေကလေဆိုတော့အဲ့ဒီစကားလုံးတွေကိုချက်မိတဲ့အမှားမျိုးကနေလွဲစေဖို့ရန်အတွက်ကိုကဘယ်နယ်ပယ်မှာအသုံးပြုဖို့အတွက်အင်္ဂလိပ်ဘာသာစကားကိုလေ့လာတာလဲဆိုတာသိဖို့လိုပါတယ်ဒါမှအဲ့နယ်ပယ်ကိုပို့ပြီးတော့ကိုက focus လုပ်နိုင်မှာဖြစ်ပါတယ်အဲ့လို focus လုပ်နိုင်ပြီဆိုမှကျွန်တော်တို့ကအဲ့နယ်ပယ်အတွက်ပို့ပြီးတော့အရေးကြီးတဲ့စကားလုံးတွေကို focus လုပ်ပြီးတော့လေ့လာနိုင်မယ်ကြက်မှတ်နိုင်မယ်နေ့တိုင်းလည်းအသုံးပြုဖြစ်မယ်ပေါ့နော်နောက်ထပ်သိတဲ့အရာတစ်ခုပေါ့နော်အင်္ဂလိပ်စကားလေ့လာတဲ့အခါမှာစာလေ့လာတာမျိုးကြီးပေါ့နော်မလွဲတာလို့စီးပွားရေးအရာပတ်စံဝင်ဖို့အဲ့လိုမျိုးလေ့လာတာမျိုးပေါ့နော်မလွဲတာလို့လေ့လာတာမျိုးမဟုတ်ဘဲနဲ့ကိုယ်စိတ်ကနေကိုတကယ်ကိုပဲလူချင်းနဲ့လေ့လာတာမျိုးဖြစ်ဖို့ကအရန်ကိုအရေးကြီးပါတယ်ဆရာကြီးမြတ်တဲ့နဲ့ဘာသာပြန်ထားတဲ့လေယူတုံတုံဆိုတဲ့ဝတ္ထုရှည်ကြီးကိုဖတ်ပြီးရနောက်မှာတော့ကျွန်တော်အမေရိကကိုအရန်ကိုပဲသဘောကျသွားတယ်အရန်သွားခြင်းတယ်ဆိုတော့ကြတော့ကျွန်တော်ရင်ထဲမှာအင်္ဂလိပ်စကားကိုအရန်ကိုလေ့လာခြင်းတယ်ပေါ့နော်အရန်ကိုပဲတတ်ခြင်းတယ်အဲ့ဒီနောက်မှာကျွန်တော် English meaning တွေEnglish grammar တွေပေါ့နော် English နဲ့ပတ်သက်တာဘာဖြစ်ဖြစ်ကျွန်တော်လေ့လာတာလုံးဝမပြင်းတော့ဘူးစိတ်ထဲကနေလုံးဝကိုပဲလေ့လာတင်ယူခြင်းတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကြတော့ပို့ပြီးတော့ effective ဖြစ်တယ်အဲ့တော့ကိုကအင်္ဂလိပ်ဘာသာစကားကိုစပြီးတော့လေ့လာရမယ်ဆိုလို့ရှိရင်ကိုကဘယ်နယ်ပယ်တွေကိုချစ်လဲဆိုတာကိုအရင်ဆုံးသိအောင်လုပ်ရမယ်ဥပမာကိုကတချင်းတွေနားထောင်လာကြိုက်တယ်ဆိုလို့ရှိရင်ဘယ်ဆိုတော့ရဲ့တချင်းတွေကိုကြိုက်လဲအဲ့ဒီဆိုတော့ရဲ့တချင်းတွေကိုနားထောင်ပြီးတော့လေ့လာလို့ရတယ်ဥပမာကိုကစကားတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ဘယ်မင်းသားကိုကြိုက်တာလဲဘယ်မင်းသမီးကိုကြိုက်တာလဲအဲ့မင်းသားမင်းသမီးပါတဲ့စကားတွေကိုသွားပြီးတော့ရှိရင်လည်းအင်္ဂလိပ်စကားကိုလေ့လာလို့ရတယ်ဥပမာနိုင်ငံရေးကောင်းဆောင်တွေဆိုလို့ရှိရင်လည်းကိုကတမ္ပတအိုဘားမားကိုကြိုက်တာလားဘယ်သူကိုကြိုက်တာလဲသူတို့ရဲ့မိန့်ခွန်းတွေကိုသွားပြီးတော့လည်းနားထောင်လို့ရတယ်ကျွန်တော်တို့ကဆိုလို့ရှိရင်ကျွန်တော်ကApple phone ကိုထွင်ခဲ့တဲ့ Steve Jobs ကိုကျွန်တော်အရင်ကြိုက်တယ်ကျွန်တော်ရဲ့ idol ပဲအားကြောင့်မို့ကျွန်တော် Steve Jobs ရဲ့မိန့်ခွန်းတွေကိုသွားနားထောင်ရင်းနဲ့အင်္ဂလိပ်ဘာသာစကားလေ့လာခဲ့တယ်ဆိုတော့ကြတော့အဲ့လိုမျိုးပေါ့နော်ကိုယ်ရန်လေးစားရတဲ့အားကြရတဲ့ချစ်ခင်တဲ့သူတယောက်ယောက်နဲ့ပတ်သက်တဲ့အရာတွေကိုအသုံးပြုပြီးတော့ကြတော့ကျွန်တော်တို့အင်္ဂလိပ်စကားကိုလေ့လာမယ်ဆိုလို့ရှိရင်စကားလုံးအတစ်တွေကိုလေ့လာမှမကြောက်တော့ဘူးတခုခုကိုနားမလည်လို့ရှိရင်ရှားမှမပြင်းတော့ဘူးမလွတ်တာလေ့လာရတာမျိုးလုံးဝမဟုတ်တော့ဘဲနဲ့ကိုလေ့လာလိုက်တဲ့စကားလုံးတိုင်းကကိုယ့်ရဲ့ရှင်ထဲကိုဆွဲမဲ့သွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒုတိယချက်အနေနဲ့ကတော့ကိုချစ်တဲ့အရာတွေနဲ့ဝန်းရံပြီးတော့အင်္ဂလိပ်ဘာသာစကားကိုလေ့လာပါဒါကျွန်တော်ကိုယ်တိုင်အသုံးချခဲ့တဲ့လုံးဝကိုပဲအသုံးဝင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်โอเคနံပါတ်3အနေနဲ့တိဖို့လိုတာကတော့ကိုအင်္ဂလိပ်ဘာသာစကားကိုစပြီးလေ့လာရမယ်ဆိုလို့ရှိရင်သုံးဖြတ်ရမယ့်အရာလေးတစ်ခုရှိတယ်အဲ့ဒါကတော့တင်တန်းတက်မှာလားကိုယ်တိုင် self study လုပ်မှာလားတကယ်လို့ကိုယ်တိုင်ကိုပြန်ပြီးတော့ခိုင်းတတ်တယ်စာလို့ရတာမပြင်းဘူးဆိုလို့ရှိရင် self study လုပ်တာအကောင်းဆုံးပါပဲပြီးရကောင်းကျိုးကတော့လုံးဝပတ်သက်မကုန်တာပါပဲပြီးကြတော့ကိုလှုပ်ချင်တဲ့အရှိန်အတိုင်းကိုယ့်ရဲ့ speed အတိုင်းကိုလှုပ်သွားလို့ရတယ်နောက်တစ်ခုကတော့ကိုကတူများကအလိုရှက်တဲ့ယောက်ကလမ်းကြောင်းပြီးမှလှုပ်တက်တာမျိုးဆိုရင်တော့တင်တန်းတက်တာကအကောင်းဆုံးပါပဲတကယ်လို့တင်တန်းတက်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာတက်ရောက်လို့ရပါတယ်ဒီဗီဒီယိုရဲ့ comment အောက်မှာတက်ရောက်ချင်ပါတယ်လို့ရေးခဲ့ပေးပါနော်တင်တန်းတက်ပြီးတော့လေ့လာတာပဲဖြစ်ဖြစ်ကိုယ့်ဘာသာကို self study လုပ်ပြီးလေ့လာတာပဲဖြစ်ဖြစ်ဒီ online resources လေးတွေကတော့မဖြစ်မနေတွဲပြီးတော့လေ့လာတက်ပါတယ်ပထမဆုံး recommend ပေးခြင်းနဲ့ app လေးကတော့ BBC Learning English ဖြစ်ပါတယ်ဒီ app လေးကတော့အခုမှအင်္ဂလိပ်ဘာသာစကားကိုလေ့လာတဲ့သူတွေအတွက်အရန်ကိုပဲတင်တော်တဲ့ app လေးပဲဖြစ်ပါတယ်အရန်ကိုပဲနာမည်ကြီးတဲ့ app လေးလည်းဖြစ်တယ်အထူးသဖြင့်ကျွန်တော်အကြိုက်ဆုံးအပိုင်းလေးကတော့ The English We Speak ဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ်အဲ့ဒီအပိုင်းလေးကတော့သူကအတုံးများတဲ့ English စကားလုံးလေးတွေကို conversation style လေးဖန်တီးထားပြီးတော့ကြတော့မှတ်ရလွယ်ကူအောင်လို့ဖန်တီးထားတာပဲဖြစ်ပါတယ် podcast တစ်ခုချင်းစီမှာ10မိနစ်ကနေ2မိနစ်အထိပဲရှိတဲ့အတွက်ကြောင့်အရင်ကြီးလည်းမရှည်ဘူးအဲ့တော့ကိုယ့်အတွက်လေ့လာတာလည်းအဆင်ပြေတယ်မှတ်ရလည်းလွယ်ကူစေတယ်သူတို့စကားပြောတာကလည်းအရင်ကြီးမမြင်ရဘူးဒီ English We Speak ဆိုတဲ့အပိုင်းအပြင်နောက်ထပ်ကျွန်တော်ကြိုက်တဲ့အပိုင်းလေးတွေကတော့ပုံမြင်လေးတွေကိုဖန်တီးထားတဲ့အပိုင်းလေးတွေလည်းပါပါတယ်ဒီပိုင်းလေးတွေကတော့ကျွန်တော်တို့ဒီအိယာဝင်တဲ့အချိန်မှာဆိုရင်လည်းနားထောင်ရင်းနဲ့အင်္ဂလိပ်ဘာသာစကားကိုလေ့လာလို့ရတယ်ကျွန်တော်ဆိုရင်ညအိယာဝင်လို့ရှိရင် English ပုံမြင်လေးနားထောင်ပြီးတော့အိယာတော့အရင်တဘောကြားတယ်ပေါ့နော်နောက်ထပ် recommend ပေးချင်တာလေးကတော့ကျွန်တော်တို့ YouTube channel လေးပေါ့နော်အဲ့ဒီ YouTube channel လေးကတော့သူက English to English ပေါ့နော်
အင်္ဂလိပ်လိုပြောပြီးတော့ပဲအင်္ဂလိပ်ဘာသာစကားကိုတင်ပေးတာဖြစ်ပါတယ်ကိုကအခုမှအင်္ဂလိပ်ဘာသာစကားကိုစပြီးလေ့လာမှာအင်္ဂလိပ်လိုပြောပြီးတင်တော့ဘယ်လိုနားလည်မလဲဆိုပြီးတွေးကောင်းတွေးနိုင်ပါတယ်ဒါပေမဲ့ကို့မှာအခြေခံနည်းနည်းလောက်ပဲရှိထားတဲ့ဆိုရင်တော့မှပဲအဲ့ channel လေးကသွားပြီးတော့လေ့လာလို့ရတယ်အဲ့ဒီ channel လေးကတော့ J-Forest English ဆိုတဲ့ channel လေးပဲဖြစ်ပါတယ်။ဆီယာမကအရန်ကြီးမြန်မပြောဘူးသူကဖြည်းချင်းလေးပဲ English ဘာသာစကားကိုပြောပြီးတော့တင်ပေးတာဖြစ်ပါတယ်။ဒါကြောင့်အင်္ဂလိပ်စကားကိုအခုမှစပြီးလေ့လာမဲ့သူတွေအတွက်ရော E2E လေ့လာခြင်းတဲ့သူတွေအတွက်ရောအရန်ကိုဆင်ပြေတဲ့ YouTube channel လေးပဲဖြစ်ပါတယ်။ဟုတ်ပါပြီဒါကအင်္ဂလိပ်ဘာသာစကားကိုအခုမှစပြီးလေ့လာမဲ့သူတွေအတွက်အသင့်တော်ဆုံးအချက်၃ချက်ကို share လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ Bye bye